မင်္ဂလာပါ SNN သတင်းပရိသတ်များခင်ဗျာလူသေဆုံးနိုင်ခြေ30ရာခိုင်နှုန်းကနေ50ရာခိုင်နှုန်းထိရှိပြီးကိုဗစ်ထက်ပိုမိုပြင်းထန်တဲ့ virus တစ်ခုဟာအခုလက်ရှိမှာကမ္ဘာလှည့်သင်္ဘောကြီးတစ်စင်းပေါ်ကနေတဆင့်ကမ္ဘာနိုင်ငံအသီးသီးကိုစတင်ပြန့်နှံ့နေပြီဖြစ်ပါတယ်ဒါဟာတကယ့်ရုပ်ရှင်တွေကလို့ nightmare တစ်ခုဖြစ်လာမှာလားအခုနောက်ဆုံးရရှိထားတဲ့အချက်လက်တွေနဲ့အတူအသေးစိတ်ကို SNN ကနေတင်ဆက်ပေးလိုက်ပါတယ်ဒီဖြစ်စဉ်ဟာ2026ခုနှစ်ဧပြီလ1ရက်နေ့မှာအာဂျင်တီးနားနိုင်ငံအူရှူအာယာစိတ်ကမ်းကနေခရီးသည်နဲ့အမှုတန်းစုစုပေါင်း148ဦးကိုတင်ဆောင်ပြီးထွက်ခွာလာတဲ့ MV Hondias အမည်ရှိနယ်သာလန်အလန်တင်ကမ္ဘာလှည့်သင်္ဘောကြီးဟာအန်တာတိကတိုက်နဲ့တောင်အတ္တလန်တိတ်ကျွန်းစုတွေကိုလှည့်လည်ခဲ့ပါတယ်။စတင်ထွက်ခွာပြီးရက်အနည်းငယ်အကြာဧပြီလ6ရက်နေ့မှာတော့ပထမဆုံးလူနာဟာဖျားနာမှုခေါင်းကိုက်မှုနဲ့ဝမ်းလျှောခြင်းလက္ခဏာတွေစတင်ပြသခဲ့ပါတယ်ဧပြီလ17ရက်နေ့မှာတော့အဆိုပါလူနာဟာအသက်ရှူလမ်းကြောင်းဆိုင်ရာပြင်းထန်တဲ့ဝေဒနာနဲ့တင်ပေါ်ပေါ်မှာတင်သေဆုံးသွားခဲ့ပါတယ်။စိတ်မကောင်းစရာအချက်ကတော့သူ့ရဲ့ရုပ်အလောင်းဟာတင်ပေါ်ပေါ်မှာ73ရက်တိုင်တိုင်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့2026ခုနှစ်မေလဆန်းပိုင်းထုတ်ပြန်ချက်တွေအရအတည်ပြုလူနာစုစုပေါင်း8ဦးထက်မနည်းဒါခွဲခန့်အတည်ပြု6ဦးနဲ့သေဆုံးသူ3ဦးထိရှိခဲ့ပါတယ်။ဒီသေဆုံးသူထဲမှာဂျာမန်နိုင်ငံသားတဦးပါဝင်ခဲ့တယ်လို့သိရှိရပါတယ်။တင်မောဆရာဝန်ကိုယ်တိုင်ကူးစက်ခံခဲ့ရပြီးလက်ရှိမှာနယ်သာလန်နိုင်ငံမှာတီးခြားခွဲထားကကုသမှုခံယူနေရပါတယ်။လက်ရှိမှာဗြိတိန်၊ပြင်သစ်၊စင်ကာပူ၊နယ်သာလန်၊ဆွစ်ဇာလန်နဲ့အမေရိကန်နိုင်ငံတွေစီကိုအဆိုပါတင်မောကခီးသည်တွေပြန်လည်ရောက်ရှိသွားပြီဖြစ်တဲ့အတွက်နိုင်ငံတကာကစောင့်ကြည့်စစ်ဆေးမှုတွေအပြင်းအထန်လှုံ့ဆော်နေပါတယ်။ Andes virus ဟာကိုဗစ်ထက်ဘာကြောင့်ပိုကြောက်ဖို့ကောင်းတယ်လဲအခုဖြစ်ပွားနေတဲ့ Hanta virus ဟာ Andes virus ANDV မျိုးကွဲဖြစ်တယ်လို့ South Africa ဓာတ်ခွဲခန်းကအတည်ပြုထားပါတယ်။ပုံမှန် Hanta virus တွေဟာ threat တွေကနေပဲကူးစက်တတ်ပေမဲ့ Andes variant ကတော့လူအချင်းချင်းတိုက်ရိုက်ကူးစက်နိုင်တဲ့တစ်ခုတည်းသောမျိုးကွဲဖြစ်ပါတယ်။လူနာ10ယောက်မှ4ယောက်ခန့်သေဆုံးနိုင်တဲ့အထိပြင်းထန်ပါတယ်။ဒီယောဂါရဲ့ရှေ့ပြေးလက္ခဏာတချို့ကတော့ဖျားခြင်းကြွက်သားနာခြင်းတို့ကနေစတင်ပြီးခဏအတွင်းမှာပဲအဆုတ်ထဲရေဝင်လာကအသက်ရှူကျပ်ပြီး shock ရကတိဆုံးနိုင်ပါတယ်သင်္ဘောကြီးဟာမေလ10ရက်နေ့မှာစပိန်နိုင်ငံ Canary Islands ကိုစိုက်ကပ်ခဲ့ပြီးခရီးသည်တွေကိုနေရက်ပြန်ပို့ခဲ့ပါတယ်ခရီးသည်တွေကိုအထူးလေယာဉ်နဲ့ခေါ်ယူခဲ့ပြီးနေအိမ်တွေမှာ42ရက်6ပတ်တိတိ quarantine ဝင်ခိုင်းထားပါတယ်ဒါဟာ virus ရဲ့အကြာဆုံးပြိုးရက် incubation period ဖြစ်လို့ပါသင်္ဘောပေါ်ပါခဲ့တဲ့စင်ကာပူနိုင်ငံသား2ဦးကိုအမျိုးသားကူးစက်ရောဂါဌာန NCID မှာတီးခြားခွဲထားပြီးစစ်ဆေးနေပါတယ်အမေရိကန်ခရီးသည်တွေကို Nebraska ကအဆင့်မြင့်ယောဂထိန်းချုပ်ရေးစင်တာတွေမှာစောင့်ကြည့်နေပါတယ်။ဒီဖြစ်စဉ်မှာအဓိကသတိထားရမယ့်အချက်ကတော့ဒါဟာကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ pandemic ဖြစ်လာဖို့အလားအလာနည်းနေသေးပေမဲ့ကူးစက်ခံရရင်တော့အသက်ရှင်ဖို့အခွင့်အရေးအလွန်နည်းပါးတာပဲဖြစ်ပါတယ်။သင်္ဘောပေါ်မှာ rodents ကြွက်တွေရဲ့စွန့်ပစ်ပစ္စည်းတွေကနေတဆင့်စတင်ခဲ့တာလားဆိုတာကို WHO ကဆက်လက်စုံစမ်းနေစေပါSNN ပြည်သက်တွေအနေနဲ့လည်းနိုင်ငံတကာခရီးသွားလာမှုတွေရှိခဲ့ရင်ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကိုတီချာစောင့်ကြည့်ကြဖို့တိုက်တွန်းလိုပါတယ်။အခုလိုထူးခြားတဲ့နိုင်ငံတကာသတင်းတွေကိုမျက်ခြေမပြတ်သိနိုင်ဖို့ကျွန်တော်တို့ရဲ့ SNN YouTube Channel ကို Subscribe လုပ်ထားကြပါအောင်ခင်ဗျာ။လူသားအားလုံးကက်ကြီး3ပါးမှကင်းဝေးကြပါစီကြောင်းကျွန်တော်တို့ Channel မှာစုမုံကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။